ဒီနေ့မှာတော့ကျမရဲ့ career ကျမရဲ့အလုပ်တွေကိုဘယ်လိုတိုးတက်အောင်လုပ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြောပြပေးသွားချင်ပါတယ်။ကျမကတော့မပွင့်ဖြိုးဝင်မှာစေဝါပညာရှင်ဘာမစစ်တဲ့ဦးဖြစ်ပါတယ်ရှင်။ကျမကအခုလိုမျိုးစီးရီအလှပတွေနဲ့ပတ်သက်ပြီးတော့အမြဲပြောဆို sharing နဲ့လုပ်နေတယ်လို့တစ်ဖက်မှာဆိုလို့ရှိရင်လေ local product တွေကိုထုတ်လုပ်နေတဲ့အလုပ်လေးလုပ်နေရရှိပါတယ်။အဲ့ဒီလုပ်ငန်းကကြတော့ကျမအနေနဲ့အခုအချိန်ထိပေါ့နော်လေ့လာသင်ယူစရာတွေအများကြီးရှိနေပါသေးတယ်။အဓိကကတော့လုပ်စရာတွေများတာလည်းပါတာပေါ့နော်။အထူးသဖြင့် production ပိုင်း distribution ပိုင်း sales marketing ပိုင်း accounting ပိုင်း financing ပိုင်း HR ပိုင်းပေါ့နော်အစားရှိသဖြင့်ကဏ္ဍတွေအများကြီးဆိုတော့ကြတော့တိတ်တော့မလွယ်ကူလာဘူးပေါ့နော်နောက်ပြီးတော့ကျမတို့လို SME owner တွေအနေနဲ့ကြတော့လေအဲ့လိုနေရာတွေမှာအတက်ပညာရှင်တွေ professional တွေကိုပြီးသက်ခန့်ပြီးတော့ run ဖို့ဆိုတာကလည်းတကယ်ကိုမလွယ်ကူပါဘူးခံလည်းမခံနိုင်ပါဘူးကျမအနေနဲ့ဆိုရင်အဲ့ဒီနေရာတွေကိုအဆင်ပြေပြေလုပ်နိုင်ဖို့ရတဲ့ကျမလုပ်ခဲ့တဲ့ဉာဏ်လေးတွေကိုလည်းပြောပြပေးသွားချင်ပါတယ်ဘယ်လိုလုပ်လဲဆိုတော့ကြတော့အဲ့ဒီကဏ္ဍတစ်ခုချင်းစီကိုပေါ့နော်လက်လန်းမိတလောက်စာရီဖတ်တယ်သင်တန်းတွေတက်တယ် certificate အတန်းတို့ diploma အတန်းတို့တက်တယ်ပေါ့နော်ကိုတိုင်းဒီ professional တယောက်ထိမဟုတ်တောင်မှပေါ့နော်ကိုယ့်ရဲ့လုပ်ငန်းမှာအကူအညီရအောင်ကိုတိုင်းလေ့လာသင်ယူရဲကျမဆိုလို့ရှိရင်တော်တော်များများကိုတက်ဖြစ်တယ်ပေါ့နော် accounting ပိုင်း supply chain management တို့ marketing တို့နောက်ပြီးတော့ HR တို့ပေါ့နော်အစားရှိသဖြင့်တော်တော်များများကိုတက်ဖြစ်တယ်အဲ့လိုတက်ဖြစ်တဲ့အထက်မှာပေါ့နော်HR ကကြတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်လို့တော်တော်လေးရှုပ်ထွေးတယ်ဘယ်လုပ်ငန်းမဲ့ဆိုကလည်းဒီ HR နဲ့ကမလွတ်ကင်းဘူးပေါ့နော်ဘာလို့လဲဆိုတော့ကြတော့လူတွေဝန်ထမ်းတွေနဲ့လောက်ကြရတာကိုကျမထင်တယ်ပေါ့နော်အဲ့ဒီ HR ကလုပ်ငန်းရှင်တယောက်အနေနဲ့ဆိုလို့ရှိရင်မဖြစ်မနေလေးလာထားတဲ့နဲ့လို့ထင်တယ်။ဘာကြောင့်လဲဆိုတော့ယနေ့ခေတ်လုပ်ငန်းခွင်ထဲမှာဆိုလို့ရှိရင်ဝန်ထမ်းရှိရာစီမံခန့်ခွဲမှုတွေ HR system တွေဆိုတာကဒီလုပ်ငန်းရှင်တွေ manager တွေတိကိုတည်ထားမယ်အပိုင်းတစ်ခုလို့လည်းမြင်မိတယ်ပေါ့နော်။ဒါကြောင့်လို့လည်းကျမကိုယ်တိုင်ဒီ HR အတန်းကို online ကနေပဲရှာပြီးတော့တက်ဖြစ်ခဲ့တယ်။ကျမတက်ဖြစ်ခဲ့တဲ့အတန်းတွေကကြတော့ဆရာကျော်စောHR hub ပေါ့နော်အဲ့မှာဖွင့်နေတဲ့ CPHR အတန်းကိုတက်ရောက်ဖြစ်ခဲ့တယ်အဲ့အတန်းမှာတက်နေရင်လည်းကျမသဘောအကျဆုံးကကြတော့သူကလေစာတွေ့ကြီးပဲတက်သင်တာမျိုးမဟုတ်ဘဲနဲ့ဒီလုပ်ငန်းခွင်ထဲမှာတကယ်အသုံးချလို့ရတဲ့ practical step တွေနောက်ပြီးတော့ဒီခေတ်နဲ့အညီပေါ့နော်ပြောင်းလဲလာတဲ့ HR management အယူအဆအသစ်တွေကိုဆရာထိမိမိနဲ့ပေါ့နော်ဒီလိုနားလည်လွယ်အောင်သင်ကြားပေးတာပဲဖြစ်ပါတယ်အထူးသဖြင့်ဒီလုပ်ငန်းရှင်တဦးအနေနဲ့ပေါ့နော်ကိုယ့်ရဲ့လုပ်ငန်းကိုစနစ်တကျဘယ်လိုမျိုး scale up လုပ်ရမလဲဆိုတဲ့အမြင်တွေကိုလည်းကျွန်မအများကြီးရှားလိုက်တယ်။ဒါကြောင့်မလို့ကျွန်မတို့လို SME owner တွေအနေနဲ့ဒီကိုယ့်ရဲ့လုပ်ငန်းမှာပေါ့နော် HR system ကိုစနစ်တကျအကောင့်ထဲပေါ်ခြင်းနဲ့လုပ်ငန်းရှင်တွေတို့ HR နဲ့ပဲမှာဒီကိုယ့်ရဲ့ career ကိုတိုးတက်ချင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်ဆရာကျော်စောရဲ့ HR hub မှာတက်ရောက်ဖို့ရအောင်လေဒီ honest review လေးအနေနဲ့ပြောချင်ပါတယ်။ကျွန်မထင်တယ် COVID နောက်ပိုင်းမှာပေါ့နော်ဒီလိုမျိုး online class တွေပေါ်လာတာကတော့ဒီလုပ်ငန်းရှင်တွေအတွက်အခွင့်အလမ်းကောင်းလို့လည်းထင်မိပါတယ်။နေရာပေါင်းစုံမှာပါရတဲ့ကျမတို့လို SME owner တွေရဲ့ဒီနေ့တစ်နေ့ဒါလေးမှာပေါ့နော်ဒီ2နာရီလောက်လေးပဲအချိန်ပေးရုံနဲ့ဒီသင်နိုင်တဲ့အတွက်ကြောင့်မလို့ပေါ့နော်တော်တော်လေးကိုလည်းအဆင်ပြေတယ်in person တန်းနေတာတက်ရမယ်ဆိုလို့ရှိရင်အခုလိုမျိုးလွယ်ကူလေးလာနိုင်မယ်လို့လည်းမထင်ဘူးပေါ့နော်ဒါကြောင့်မလို့ကျမတို့ SME လုပ်ငန်းရှင်တွေဒီလိုမျိုးကောင်းမွန်တဲ့သင်တန်းလေးတွေတက်ကြပါလို့ပြောရင်အားလုံး fighting ပါ